ထပ်ဆိုတဲ့မျိုးသမီးတယောက်ဟာအလုပ်ကိစ္စနဲ့ဒဲထရတ်မြို့ကိုလာရင် Airbnb ကနေအိမ်တလုံးကိုတစ်ပတ်စာငှားရမ်းလိုက်ပါတယ်။သူမြို့ကိုရောက်သွားပြီးငှားထားတဲ့အိမ်ကိုရောက်တော့လူတယောက်ဟာငှားရမ်းပြီးသားဖြစ်နေပါတယ်။ထိုလူရဲ့နာမည်ကကိဖြစ်ပြီးတော့သူတို့တွေစကားပြောကြည့်တော့လိုင်းပေါ်မှာငှားလာကြောင်းဘိုကင်2ယောက်လုံးပြီးသွားတာဖြစ်မယ်ဆိုပြီးထင်ကြီးပေးနေကြပါတယ်။ကို့ထက်အရင်ငှားရမ်းထားတဲ့သူရှိနေပြီမဲ့အပြင်မှာမိုးတွေကလည်းရွာမိမသားတအူးလေးဖြစ်တာကြောင့်မထူးတော့တဲ့အစုံထက်ဟာအဲ့ဒီအိမ်မှာနေဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ကိဖာအလုပ်သွားပြီးအိမ်မှာထက်တယောက်ထဲကျန်ခဲ့ပါတယ်။ထက်ဟာတီရှူးကုန်သွားလို့မြေရောက်ခန်းတွေကိုဆင်းယူရင်မြေရောက်ခန်းပေါ်တက်တဲ့လှေကားနားတကားဟာရုတ်တရက်လောကျသွားခဲ့ပါတယ်။ထက်ဟာမြေရောက်ခန်းထဲမှာပိတ်မိနေတာကြောင့်ပစ္စည်းတွေလိုက်ဆက်စုရင်ကျိုးတစ်ချောင်းကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီကျိုးကိုဆွဲလိုက်ချိန်မှာတော့နရံနောက်ကအခန်းတကားကပွင့်သွားခဲ့ပါတယ်။အခန်းတကားရဲ့အစုံမှာနောက်ထပ်အခန်းလေးတစ်ခန်းကိုထပ်တွေ့ရပြီးဂရင်တစ်လုံးတန်မုံတစ်ခုကင်မရာတစ်လုံးနဲ့နေရန်ပေါ်မှာသွေးပေနေတဲ့လက်ရာတစ်ခုကိုထိတ်လန့်စွာတွေ့ရှိခဲ့ရပါတယ်။ထက်စာထိုနေရာကနေပြေးထွက်လာပြီးတော့ Keith ကိုအကြောင်းကိုရှင်းပြပါတယ်။ Keith ဟာသူ့စင်းကြည့်လိုက်မှဆိုပြီးထွက်သွားခဲ့တာကြောင့်တော်တော်နဲ့ပြန်ပေါ်မလာတော့ထက်စာနောက်ကနေလိုက်ပြီးစင်းကြည့်ခဲ့ပါတယ်။မြေရောက်ခန်းထဲကိုရောက်တော့တက်စာစိုးစိုးကမြင်ခဲ့တဲ့အခန်းထဲမှာ Keith ကိုမတွေ့တာကြောင့်အနှဲငယ်စိတ်ရှုပ်သွားခဲ့ပါတယ်။စိတ်ရှုပ်ထွေးလို့တော့မပြီးသေးပဲနောက်ထပ်တကားပေါက်တစ်ခုကိုထပ်တွေ့ခဲ့ပါတယ်။အဲ့ဒီတကားပေါက်ကိုဖွင့်ကြည့်လိုက်တော့မြေရောက်လိုင်ကောင်းကြီးတစ်ခုဖြစ်နေတာကိုအံ့ဩစွာတွေ့ရှိလိုက်ရပါတယ်။အဲ့အချိန်ကနေစပြီးပြဿနာတွေဟာစတင်လာပါတော့တယ်။အခုပြောသွားတာတွေကဇလန်းရဲ့အချင်းချုပ်ဖြစ်ပြီးတော့ဒီကားရဲ့အရေးကြီးဆုံးဖြစ်တဲ့မျိုးရိုးဗီဇအကြောင်းကိုပြောပြပေးပါမယ်။လူတယောက်ဆိုပြီးဖြစ်တည်လာဖို့အဖေရဲ့ဗီဇနဲ့အမေရဲ့ဗီဇတစ်ဝက်စီလိုအပ်ပါတယ်။အဲ့နှစ်ခုပေါင်းပြီးဗီဇတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီဗီဇတစ်ခုကိုဗီဇတစ်စုံလို့လည်းသုံးလို့နိုင်ပါတယ်။အဲ့ဒီဗီဇတစ်စုံမှာလွှမ်းမိုးနိုင်တဲ့ဗီဇတနည်းအားဖြင့်လွှမ်းမိုးဗီဇနဲ့ဖြည့်ဆည်းနိုင်တဲ့ဗီဇတနည်းအားဖြင့်အဖြတ်ဗီဇဆိုပြီးတော့နှစ်မျိုးရှိတတ်ပါတယ်။ဥပမာအနေနဲ့ A အကြီးကိုလွှမ်းမိုးဗီဇလို့သတ်မှတ်လိုက်မယ်။ A အသေးကိုတော့အဖြတ်ဗီဇလို့သတ်မှတ်လိုက်မယ်။လူတယောက်မှာဒီဗီဇ2မျိုးလုံးပါပေမဲ့အလွှမ်းမိုးခံဗီဇကတဖြည်းဖြည်းနဲ့ငုပ်ရှိုးသွားပါတယ်။အပီးတိုင်ပျောက်ပြဲသွားတယ်လို့တော့မဟုတ်ပါဘူး။အဲ့တော့မိဘကမွေးလိုက်လို့ထွက်ပေါ်လာတဲ့ဗီဇဟာ AG AD AA ဆိုပြီးတော့ဖြစ်ပေါ်လာပါတယ်။အဲ့အခါမှာလွှမ်းမိုးဗီဇ A အကြီးကအဖြတ်ဗီဇ A အသေးကိုပို့ပြီးလွှမ်းမိုးနိုင်တဲ့အခါမှာတော့ကလေးဟာကျန်းကျန်းမာမာနဲ့မွေးလာနိုင်သွားပါတယ်။ဗီဇမှာအဖြတ်ဗီဇလွှမ်းမိုးမှုကတော့ရာဂိုင်နှုန်းအတော်လေးနည်းပါပါတယ်။သို့ပေမဲ့သွေးသားတော်ဆက်တဲ့လူချင်းပြန်ယူမိရင်တော့အဖြတ်လွှမ်းမိုးမှုဗီဇကပုံမကြီးထွားလာပါမယ်။ဘာကြောင့်ဆိုရင်မိဘနှစ်ဦးကမွေးတဲ့သားသမီးကအချင်းချင်းပြန်ယူလိုက်ရင်ဒီဗီဇတွေကထပ်လာတာကြောင့်ပါ။ဒီတဲ့ရှင်းအောင်ပြောရမယ်ဆိုရင် A ကြီးနဲ့ A သေးမှာ A ကြီးရဲ့လွှမ်းမိုးမှုဗီဇကများပေမဲ့ A သေးရဲ့အဖြတ်ဗီဇကလည်းရှိနေပါသေးတယ်။ဒီလိုမျိုးရိုးဗီဇတူတဲ့အတိုင်းဝိုင်းတွေကပြန်ယူရင်အဖြတ်ဗီဇဖြစ်တဲ့ A သေးဟာပုံမကြီးထွားလာမှာပါ။ဒါဆိုရင်တော့မွေးလာတဲ့ကလေးဟာ A ကြီးရဲ့လွှမ်းမိုးမှုမရှိတော့ပဲ A သေးရဲ့လွှမ်းမိုးမှုဟာပုံမများပြားလာမှာပါ။လောကမှာဆိုရင်ကောင်းတဲ့လွှမ်းမိုးမှုနဲ့ဆိုးတဲ့လွှမ်းမိုးမှုရှင်လာရင်တော့ဆိုးတဲ့လွှမ်းမိုးမှုကအမြဲတမ်းတပန်းတာပါလေ။ဒါကြောင့်မျိုးရိုးဗီဇတူအတိုင်းဝိုင်းတွေကပြန်ယူလာတဲ့သစိမ်းတွေကိုယူတာကဒီအနေကိုကာကွယ်ကြတာပဲဖြစ်ပါတယ်။ဒီဇာကားထဲမှာတော့ဓမ္မသားဟာအပိုးကြီး friend ရဲ့ဘယ်နဲ့ဆက်မြောက်သမီးဖြစ်နေမှန်းတော့မသိတော့ပါဘူး။ဒီဘိုးတော်ကစိတ်ရောဂါတစ်မျိုးမျိုးရှိနေတဲ့သူဖြစ်ပါတယ်။ဘလို့စိတ်ရောဂါမျိုးလဲဆိုရင်တော့ပြောရခက်ပါတယ်။ကျွန်တော်ထင်သူဟာကိုယ်ပိုင်မျိုးနွယ်စုတစ်ခုကိုဖန်တီးချင်တာလည်းဖြစ်နိုင်တယ်လို့မိမတွေကိုဖမ်းပြီးနှိပ်စက်ရတာကိုသဘောကျတဲ့သူလည်းဖြစ်နိုင်ပါတယ်။ဒီဘိုးတော်ကမြေရောက်ခန်းထဲမှာမိမတွေကိုအနိုင်ကျင့်ပြီးတော့သူနဲ့ရလာတဲ့ကလေးတွေကိုလည်းထပ်ပြီးပေါင်းတင်ပါတယ်။ဒီလိုမျိုးတွေနှစ်ပေါင်းများစွာလှုပ်လာပြီးအဖြတ်ဗီဇတွေကလည်းတဖြည်းဖြည်းနဲ့များလာတာကြောင့်နောက်ဆုံးမှာတော့ဓမ္မသားလိုအကောင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဖိုးကြီး friend ကအစင်ဆက်အနိုင်ကျင့်လာတာကြောင့်ဓမ္မသားဟာဘိုးတော်ကြီးရဲ့အခမ်းအနားကိုတော့မလာရဲပါဘူး။အဖိုးကြီး friend ကဓမ္မသားကိုကလေးနှုတ်တိုက်ပုံနဲ့ချော့မြူတာတွေကိုအချင်းချင်းပြသမှုကြောင့်ဓမ္မသားရဲ့စိတ်ထဲမှာလူသက်ဖို့ထက်ကလေးထင်းကျင်တဲ့စိတ်ကပိုများပါတယ်။သူစကားနားမထောင်တာဟာသူ့ကိုအမေမတတ်မှတ်တာလို့ထင်သွားတာကြောင့်စိုးသွမ်းနေတာပါဇကားတွေကနောက်ထပ်ဇက်ကောင်ဖြစ်တဲ့ AG ရဲ့ဇက်ကြောင်းကိုလေ့လာကြည့်ရအောင်ပါ
AJ ဟာအလုတ်ကအမျိုးသမီးတဦးကိုစော်ကားခဲ့တာလို့တိုင်ချက်ပွင့်ခံရတာကြောင့်ရှောင်ပြေးနေရတဲ့သူပါနောက်ပြီး AJ ဟာဒီအိမ်ရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်AJ ရဲ့အကျင့်ပြတ်ခြားစားမှုကတော့လူနှစ်ယောက်ဘိုးကင်းတင်အောင်တမင်အကွက်ချထားပြီးတော့ပတ်စံပိုးယူထားတယ်လို့လှုပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုရင်အဲ့ဒီရက်ကွက်ရဲ့ပတ်ဝန်းကျင်ကလုံးဝမတန့်ပါဘူး။သူတို့ပြဿနာဖြစ်ရင်တော့ကုညီမဲ့သူလည်းလုံးဝမရှိပါဘူး။ AJ ဟာဓမ္မသားရဲ့လက်ထဲကနေလွတ်မြောက်သွားပြီးအဖိုးကြီး French ရှိရာအခန်းထဲကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့တိတ်ခွေတွေဟာသူ့မိန်းမကနေအတူနေထိုင်လာခဲ့တဲ့သူ့ရဲ့သမီးပေါင်းမြောက်များစွာရဲ့ဗီဒီယိုမှတ်တမ်းတွေပဲဖြစ်ပါတယ်။အဖိုးကြီး Frank ကကိုတက်တည်သွားတာတော့သူ့မျိုးဆက်ကိုစက်မထိန်ချုံနိုင်တော့လို့လည်းဖြစ်နိုင်ပါလေ။အစာပိုင်းမှာတော့ AJ ဟာအိမ်မန်ရှင်မို့ခဏလာရှောင်တယ်လို့ထင်ထားပေမဲ့တကယ်တမ်းသူ့ရဲ့နောက်ကျောင်းကလည်းမြေရောက်ထဲကဘိုးတော်လိုပါပဲလို့ဆိုလိုချင်တာပါ။ Barbarian ဇာတ်ကားရဲ့ထွေလာမှာဆိုရင်ဓမ္မသားကြီးကိုမြုပ်ခွက်အဖြစ်နဲ့ထားပါတယ်။ထွေလာမှာပထမအင်္ဂါတယောက်ဖြစ်တဲ့ Keith ကိုဗီလိန်လို့ထင်အောင်တမင်ပြထားတာပါဇကားထဲမှာတော့ Keith ဟာတာမန်လူသားဖြစ်ပြီးအရန်ကိုကျင်လာတတ်ပါတယ်ဒါဟာလည်းဇကားရဲ့လက်ွက်ဖြစ်တာကြောင့်ဒါရိုက်တာရဲ့စဉ်းစားပုံကိုသာချီးကျူးရမှာပါနောက်ဆုံးမှာတော့ Tax ဟာ final game ဖြစ်သွားခဲ့ပါတယ်သူဟာဓမ္မသားကြီးရဲ့စိတ်ကိုတိသွားခဲ့ပြီးသူကလေးတယောက်လိုအလိုက်တင်နေခဲ့ပါတယ်ဘလို့ပဲပြောဓမ္မသားဟာ Tax ကိုသူ့စကားနားထောင်တဲ့ကလေးတယောက်အဖြစ်ဂရုစိုက်ကျင်လာခဲ့ပါတယ် Tax အတွက်အသက်ပါသေးတဲ့အထိပေးဆက်ခဲ့ပါတယ်သူမသိခင်မှလည်းသူ့ရဲ့သားသမီးတစ်ဖွဲ့ချစ်တယ်ဆိုတဲ့ပုံစံမျိုးလေးလုပ်ပြသွားခဲ့ပါတယ်။ Tax အနေနဲ့လည်းမြေရောက်ထဲကိုပြန်မသွားချင်တော့တာကြောင့်တက်ပြေအောင်ကလွှဲရင်တခြားဘာမှမတတ်နိုင်ခဲ့ပါဘူး။ကဲဒီလောက်ဆိုရင်တော့ကြီးစုပြီးသွားတဲ့ viewer တွေအနေနဲ့ဓမ္မသားကြီးကိုမကောင်းဆိုးဝါးလို့ထင်နေသေးသလားဆိုတာကိုပြောသွားပြီးခဲ့ကြပါအောင်။